အခုဒီပုံစံလေးကိုရှင်းပြပါမယ်။ Okiaku sama no soji kyugaku wa ဧည့်သည်ရဲ့စုစုပေါင်းငွေကဈေးနုကိတဲ့ဆိုတာကအခွန်မပါဘဲနဲ့ဟာဆန်ရောပြာကူဂိုဂျူအန်ဒက်8650ဖြစ်တယ်တဲ့။ဧည့်သည်ရဲ့စုစုပေါင်းငွေကအခွန်မပါဘဲနဲ့8650ဖြစ်တယ်။ဟာစီပါဆန်တိုနောဇီကင်းကိုဖူကူမဲတဲ့ဇီကင်းဆိုတာအခွန်ငွေကိုပြောတာ800%အခွန်ကိုထပ်ပြီးရင်ပေါင်းထည့်မယ်ဆိုလို့ရှိရင်ခရီဝါဒိုနိုကူရိုင်းနောကင်ကာကိုဟာရာဦးဟီဆူယောဂအာရီမက်စ်ကစုစုပေါင်းဘယ်လောက်ပေးချေရမလဲဆိုပြီးတော့ရင်မိထားတာပေါ့နော်တာတာချင်းကိုတာရဲ့ကိုအေဒန်တဲ့ကွေတာဆိုင်မှတ်ကန်တဲ့အဖြစ်ကိုရေးချက်ပေးပါတဲ့သူ့ရဲ့မိကွန်းလေးကဧည့်သည်ရဲ့စုစုပေါင်းပမာဏက8650ဖြစ်တဲ့အခွန်မပါတဲ့ဈေးပေါ့နော်အခွန်800%ထပ်ပြီးတော့ရင်ထည့်မယ်ဆိုလို့ရှိရင်တဲ့သူ့ရဲ့စုစုပေါင်းပေးချေရမယ့်ပမာဏကဘယ်လောက်ဖြစ်သွားမလဲဆိုပြီးတော့ရင်မိထားတာပေါ့နော်ဒီပု္ပ္ပာကိုဖတ်ကြည့်လိုက်တဲ့အခါမှာမိညာဆိုင်နဲ့သိမှာပေါ့နော်ဒီပု္ပ္ပာအခွန်ပု္ပ္ပာဖြစ်ပါတယ်အခွန်ပု္ပ္ပာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါင်းပေးရပါမယ်အခုပု္ပ္ပာလေးကိုစပြီးတော့ရင်တွက်ကြည့်ကြည့်မယ်နော်အခုမပါဘဲနဲ့စုစုပေါင်းပတ်စံက8650ဒီဟာကအခုမပါတဲ့ပတ်စံပေါ့နော်အဲ့ဒါအောင်မှာအခွန်800%ထပ်ပြီးတော့ရင်ပေးရမယ်ဆိုရင်ဘယ်လောက်ဖြစ်မလဲဆိုပြီးတော့မေးထားတာပေါ့နော်အဲ့တော့အခွန်800%နဲ့မျှောက်မယ်ပါဆန်ပြောက်စင်တာဖြစ်တဲ့အတွက်100နဲ့စားမယ်ဒါဆိုလို့ရှိရင်သူက 0.08 ရသွားမယ်ပေါ့နော်အဲ့တော့8650နဲ့ 0.08 နဲ့မြှောက်တဲ့အခါမှာ692ရန်ရတယ်ပေါ့နော်ဒါကအခွန်ပေါ့နော်692ဆိုတာကအခွန်သူပေးရတဲ့ပမာဏကိုသိကျင်တာဖြစ်တဲ့အတွက်8650နဲ့692နဲ့ပေါင်းပေးရမယ်ပေါ့နော်8650နဲ့692နဲ့ပေါင်းတဲ့အခါမှာညဆိုင်နဲ့တွက်ကြည့်ပေါ့နော်9342ရန်ရပါတယ်ဒါသူ့ရဲ့စုစုပေါင်းပေးချေရတဲ့ပမာဏပေါ့နော်အဲ့တော့ပေးထားတဲ့အဖြေ ABCD လေးခုထဲမှာအဖြေမှန်က A ဖြစ်ပါတယ်ဝတာကြီးအချက်မှာပြပြထားတဲ့ပုံသင်နည်းဗီဒီယိုကိုကြည့်ထားမယ်ဆိုလို့ရှိရင်ဒီတွက်စာပုံစာလေးတွေကအရင်လွယ်ပါတယ်